အေကတိမ့်မိတ်လိုက်ပြီးတက်မ69မှာအင်အား80ကျော်စစ်ခွေးအားလုံးကပျောက်နေတယ်လို့ကြားကြည့်ရတယ်အဲ့တော့အဲ့ဒီတည်င်းတစ်ခုကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်နော်သူတို့စစ်တပ်ရတော့မယ်လို့ကြောက်ဖြူကိုပြောခဲ့တဲ့ကျော်စိုးဦးရဲ့တည်င်းလေးကိုကျော်စိုးဦးမုံတော့တခြားနောက်တော့ကျော်စိုးဦးဒီကောင်ဦးပဲဦးနေတာကျော်စိုးဦးရဲ့တည်င်းလေးကိုအရင်နှောက်လိုက်ပါနော်နောက်တဲ့တင်ကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒီကြောက်ဖြူမျိုးတိုက်ပွဲပေါ့အဲ့တော့လက်ရှိဒီကြောက်ဖြူမျိုးနဲ့ဒီတစ်ဝိုင်းမှာတော့ဒီတိုက်ပွဲတွေကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတယ်တိုက်ပွဲတွေဆက်ရှိနေပါဗျာတိုက်ပွဲတွေဆက်ရှိနေတယ်ဒီစစ်တွေဘက်မှာလည်းတိုက်ပွဲတွေဆက်ရှိနေတယ်ဒီကြောက်ဖြူနဲ့ကျွန်တော်တို့ဒီစစ်တွေရဲ့တိုက်ပွဲမှာဆိုရင်တော့တက်မတော်ကဒီအကြမ်းဖက်သမားတွေကိုကောင်းကောင်းကြီးကျွန်တော်တို့ရှင်းလင်းနိုင်တယ်ရှင်းလင်းနိုင်တဲ့အကြောင်းရင်းကတစ်ဖက်မှာကျွန်တော်တို့လက်နက်ကြီးပစ်ကူပြီးကျွန်တော်တို့ဒါဟုတ်တော့သူတို့ကြင်ညာလိုက်လို့ရှိရင်အချိန်တိုင်းတက်မတော်ရှင်းလင်းနေတာပဲဒါပေမဲ့တဖေးဖေးနဲ့တမျိုးပါသွားလိုက်နောက်ကတက်မတော်ကအကြမ်းဖက်သမားတွေကိုရှင်းလင်းလိုက်အဲ့တမျိုးပါသွားလိုက်နော်ပြည်သူတွေကလည်းအဲ့တက်မတော်သူလို့ရှိရင်ခွေးတွေဘယ်နာရောက်နေပြောလိုက်ခွေးတွေဗမာစစ်ကြောင်းထုံးနေပြောလိုက်ဆိုတော့တကယ်တိုင်းပြည်မှာအကြမ်းဖက်သမားဆိုတာဘာလို့လဲဆိုတော့သူတို့ကြင်ညာတဲ့သတင်းမှောင်တွေအဖေပေါ်နေတယ်နော်အဲ့တော့စနန်းထားပါပါပင်လယ်ပြင်မှာရှိတဲ့ဒီတက်မတော်ကြီးရဲ့ပြစ်ခတ်နိုင်မှုပြီးရင်ကျွန်တော်တို့ဒီပင်လယ်ပြင်မှာရှိတဲ့တက်မတော်ကြီးရဲ့ပြစ်ခတ်နိုင်မှုဆိုတာအဲ့ရေတပ်ကနေလှမ်းပြီးတော့ရွာတွေနဲ့လှမ်းထုတာအဲ့ဒါပြစ်ခတ်နိုင်မှုနော်ဂျေးရွာတွေကိုရေတပ်ကနေလက်နက်ကြီးနဲ့လှမ်းထုတာမဟုတ်ဘူးလားမဟုတ်ဘူးဆိုတော့ကောင်လာခဲ့မင်းတို့စစ်တပ်ကောင်ငါပါရိုက်ပြီးပြမယ်မင်းတို့စစ်တပ်ကကောင်တွေရခိုင်ပြည်သူရွာတွေကိုအဲ့ဒီရေတပ်ကလှမ်းထုတာစောက်ရမ်းထုတာဟုတ်လားမဟုတ်ဘူးလားရခိုင်တပ်တော့အေးနေတဲ့ဒေတာလားပြည်သူနေတဲ့ဒေတာဘာမှမယူပဲရမ်းထုနေတာဟုတ်လားမဟုတ်ဘူးလားနော်ဆက်ပြောဒီပြအသုံးပြုနိုင်မှုပြီးကျွန်တော်ဒီ drone တွေအထိအောင်မှုပြီးကျွန်တော်ပြည်စစ်ကြောင်းတွေဟန်ချက်ညီမှုပေါ့ဗျာဒီလိုအခြေအနေမျိုးတွေကြောင့်ကျွန်တော်တို့ဒီကြောက်ဖြူနဲ့ဒါစစ်တွေမှာတက်မတော်ကဒါကျွန်တော်တို့တော်တော်ကြီးကိုကျွန်တော်တို့ထိန်းနိုင်တယ်သိမ်းနိုင်တယ်အကြမ်းဖက်သမားတွေကိုဒါတော်တော်ကြီးကိုတုံ့ပြန်နိုင်တယ်ကျွန်တော်တို့တကယ်ကိုနော်တက်မတော်ရေရဲ့ပြစ်ခတ်မှုdrone တွေရဲ့လေကြောင်းရဲ့အောက်ကမြေပြင်ရဲ့ထိန်းချုပ်မှုတွေဒီပညာတွေကြောင့်တကတက်မတော်ဒီကြောက်ဖြူမျိုးတွေမှာတတိချအောင်ထိန်းနိုင်တာနော်အကြမ်းဖက်သမားတွေကိုနော်တကယ်တော့စနန်းထောင်ပါနော်ဟာတာတစ်ဖုတ်ကြည့်ရတာတန်လိုက်တယ်တိလားဒီကောင်တွေဟာတာပြီးမှဒီနေ့ကြောက်ဖြူကိုတိတ်ငံထိတဲ့သတင်းလေးကိုကျွန်တော်ပြောပြမယ်နော်ကျွန်တော်အံ့ဩဖွယ်ကောင်းတဲ့အကြောင်းရင်းကလည်းကျွန်တော်ဒီပညာရဲ့အားတက်ချက်တွေအများကြီးပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီပညာနဲ့ပြည့်ရတဲ့လက်နက်ကြီးနဲ့ကျွန်တော်တို့ခံမှန်းပြည့်ရတဲ့လက်နက်ကြီးတို့ပါအောင်အဲ့တော့ဒီပညာနဲ့ပြည့်မယ်ဆိုတော့ကျွန်တော်အပေါ်မှာဒါကျွန်တော်တို့ဒီတုံးနဲ့ကင်းတော့ပြီးတော့ဘယ်နေရာဘယ်ပွိုင်းဆိုလက်နက်ကြီးနဲ့တွက်ပြီးပြည့်တဲ့ကြတယ်ခင်ဗျလက်နက်ကြီးကတကယ်လက်နက်ကြီးရတာခင်ဗျတကယ်ကိုတီးကြရဖြစ်ခင်ဗျနေရာလွဲကြအကြောင်းမရှိဘူးလက်နက်ကြီးကတကယ်ကိုအားတက်ချက်တွေအများကြီးပဲဘယ်နေရာမှာရှိတယ်ပေါ့ဗျာစသဖြင့် drone နဲ့ကင်းတော့ဘယ်နေရာဘယ်ပွိုင်းပေါ့ဗျာဘလောက်ဗျာဒီကနေဘလောက်ချိန်ပြီးချအဲ့ဒီတီးကြဟာမင်းတို့စစ်တပ်ထဲအကောင်တွေကွာမင်းတို့ဒလောက်တော့မှာစောက်တစ်ခါကြတော့ချင်းအောက်မှာရှိတဲ့ကိုစစ်ခွေးကိုပြန်ပြီးဘုံကျဲချမင်းကျော်စိုးဦးလားအမစစ်ဦးစီးချုပ်တင်လိုက်ပြီးပွဲပြက်ပြီးဒီမှာကွက်တီပဲသူပြောလိုက်တာနော်မင်းတို့စစ်ထဲမှာစစ်တပ်ထဲမှာလက်ရှိတိုက်နေတဲ့ကောင်တွေကျော်စိုးဦးတော့မတီးဘူးမင်းတို့လေဟမ်ပြောတော့ကွက်တီပဲမှကြည့်လိုက်ဘယ်နေရာဘယ်လိုတွက်ချက်ပြီးဘယ်လိုချလိုက်ဘယ် point တွေဟာကွက်တီပဲတဲ့တကယ်ဖိုက်တာနော်လက်နက်ကြီးအားတာချက်အဲ့တော့ချက်ဖတ်သမားတွေကဒီလက်နက်ကြီးကို120တို့ဒီကျွန်တော်တို့ဒီလက်နက်ကြီးပေါ့ဗျာလက်နက်ကြီးကိုကြောက်ရတဲ့အကြောင်းရအဲ့ဒီဟာလက်နက်ကြီးအားတက်ချက်တွေအများကြီးပဲဒါကြောင့်အကြမ်းဖက်သမားတွေတို့ကဒီစကန်ကိုဖြိုမယ်ဆိုလက်နက်ကြီးစကန်ကိုရင်ဖြိုတာလက်နက်ကြီးစကန်ကကျွန်တော်တို့တကယ်ကို area အများစုကောင်းကောင်းကြီးထိချုပ်နိုင်တယ်သူရဲ့အကွာဝေးမိုင်း area တော့ကောင်းကောင်းထိချုပ်နိုင်တယ်ဟုတ်တယ်တော်တော်ထိချုပ်နိုင်တာနော်ကျွန်တော်ကိုယ်တိုင်လက်တွေ့ထားတယ်အဲ့ဒါဘာဖြစ်လို့လဲလက်ရှိစစ်ကြောင်းထိုးရင်စစ်ကောင်စီအရှိကစက်ကရှင်းမြန်လာတယ်ရှင်းမြန်နောက်မှာအမြောက်တက်ပါတယ်လက်နက်ကြီးပေါ့သူပြောလက်နက်ကြီးအဲ့လက်နက်ကြီးကသူကဒီရွာကိုစစ်ကြောင်းထိုးမယ်ဆိုဟဲ့ရွာမှာ4ရွာ5ရွာရှိတယ်အဲ့ဒီကြောင်းစစ်ကြောင်းထိုးတယ်အဲ့ဒီမှာအကောင်းဆုံးအထိုင်ကုန်းကိုယူပြီးတော့လက်နက်ကြီးအထိုင်တက်ဆွဲလိုက်တယ်ထွဲပြီးအဲ့လက်နက်ကြီးတကန်အကုန်လုံးပြစ်ချင်ပြစ်တာကျေးရွာအိမ်တွေပြည်သူနေတဲ့အိမ်တွေစာတင်ကျောင်းတွေဖုံးကြီးကျောင်းတွေဘာမှမသိဘူးဟုတ်လားမဟုတ်ဘူးလားအဲ့တော့တိုင်းပြည်ပေါ်မှာအကြမ်းဖက်နေတဲ့အကြမ်းဖက်သမားကအဲ့ဒီ PDF တွေလားတိုင်းသားလက်နက်ကင်နေတာမင်းတို့စစ်တပ်လားမင်းပြောတယ်လို့မဟုတ်တယ်လက်နက်ကြီးနဲ့အကုန်ပြစ်ချတာရွာလားအိမ်လားစာတင်ကျောင်းလားဖုံးကြီးကျောင်းလားခရစ်ယာန်ဘုရားကျောင်းလားဆေးရုံလားဘာမှမသိဘူးတကယ်လုံလားမလုံဘူးလားမလုံဘူးဆိုလို့ညင်းရတဲ့ကောင်လာခဲ့ထက်ခေါ်တယ်လားငါကိုယ်တိုင်မြေပြင်ထိဆင်းပြီးတော့မင်းတို့လှုပ်ထားတဲ့အဲ့လက်နက်ကြီးတကန်လှမ်းပစ်ထားတဲ့ရွာတွေဘယ်ရွာတွေဘလို့အမှုချေတာဆိုတာပြမယ်လားခဲ့လားတိလားအဲ့တော့တိုင်းပြည်ပေါ်မှာအကြမ်းဖက်တာကောင်တွေကဘဒူတွေလဲဆိုတာအဲ့ဒါတွေကတက်တည်နော်ဆက်ပြောလက်နက်ကြီးအားတက်ချက်တွေအများကြီးပဲအခုမှကျွန်တော်ဒီစစ်တွေတဲ့ကြောင်းပြပေါ်မှာဒီလက်နက်ကြီးနဲ့ကျွန်တော်အပေါ်ကဒီ drone နဲ့ဒီတွဲဆက်လိုက်တဲ့အခါမှာဒီပစ်ခတ်မှုတွေကတော်တော်ကြီးကိုတိကျတယ်တော်တော်ကြီးကိုတိကျတယ်နော်ခင်ဗျာဒီမှာရန်သူရှိတယ်ကွက်လက်နက်ကြီးကြားတယ်definitely ပဲလက်နက်ကြီးရဲ့ဒီပေါက်ကြောက်ပေါက်ကွဲမှုလေကွက်တီပဲပြမကိုကွက်တီကြကွက်တီပဲကြားတယ်ပေါက်ကွဲတာအဲ့တော့ကျွန်တော်ဒီစစ်တွေနဲ့ဒီကြောက်ပြပေါ်မှာဒီတက်မတော်ကတော်တော်ကြီးကိုထိချုံနိုင်တယ်ကျွန်တော်ဒီဘက်မှာထူးခြားနေတဲ့ဒီကြောက်ပြူ area မှာရ
ရခိုင်ကကျွန်တော်တို့စစ်သွေးကြွအေးထိချုပ်တဲ့နေရာကိုတက်မတော်ကပြန်ပြီးတော့ဒါထိချုပ်နိုင်ခဲ့ပါတယ်အဲ့ဒီနေရာကကျွန်တော်တို့လိတ်ခမော်ရဲ့ပြင်ရှည်ရဲ့မလာကျွန်းရဲ့အဲ့ဒီတကြောပေါ့အဲ့ဒီတကြောကကျွန်တော်တစ်ဖက်မှာဘင်္ဂလားပင်လယ်ော်ရှိတယ်ဘင်္ဂလားပင်လယ်ော်ရဲ့ဒီဘင်္ဂလားပင်လယ်ော်ကိုမေးတင်ထားတဲ့ရွာတွေကျွန်တော်တို့ဒီဘင်္ဂလားပင်လယ်ော်ရဲ့ဒီပတ်လန်းကိုဗျာပြန်ပြီးတော့ပတ်လန်းကိုကျွန်တော်ရွာတင်ထားတဲ့ရွာတွေပေါ့ဗျာအဲ့ဒီရွာတွေကိုဆက်ဆက်တဲ့ရွာတွေကိုရခင်ကအေးရထိချုပ်ထားတယ်ထိချုပ်ပြီးတဲ့နောက်ပိုင်းမှာတက်မတော်ကကျွန်တော်ဒီဘင်္ဂလားပင်လယ်ော်ကနေပြီးတော့ဒီစစ်သမောတွေနဲ့ဒီအကြမ်းဖက်သမားတွေပြစ်တယ်ပြီးရင်ကျွန်တော် drone နဲ့ပြစ်တယ်ပြီးရင်ဒီပညာအထောက်အကူယူပြီးတော့ဒီလက်နက်ကြီးနဲ့ပြစ်တယ်အဲ့ဒီဒေသမှာတော်တော်ကြီးကိုရှင်းသွားတယ်လက်ရှိတော့ကျွန်တော်တို့ဒီတက်မတော်ကအဲ့ဒီရှင်းသွားတာပေါ့နော်ကန်းဆက်နဘေးရှိတဲ့ရွာတွေအားလုံးကိုရေတက်ကနေအကောင်လုံးလှမ်းထုတာလေအုံးချံကြားအိမ်ကြားထဲတွေဘလူမရောနဲ့ပွဲစိတ်နှက်တာကြီးကန်းအောင်နေလို့မရတော့ဘူးလေဟုတ်တယ်မလားပြည်သူအိမ်တွေကိုအကုန်လုံးထုချေပြစ်မှာပဲအဲ့ဒီဒေသမှာဘလူနေလို့ရတော့မလဲလို့ဟမ်အဲ့ဒါမင်းတို့နိုင်တာလားအဲ့တော့ပြောတော့မင်းတို့ကဘာသူများအကြမ်းဖက်တယ်မှာဟမ်မင်းတို့ပါဇက်ကဖားတယ်ဖင်အောင်တန်မိုးရှိသေးတယ်ဝင်ကြီးလိုက်ထွက်ကြီးမင်းတို့ပြောသုံးချင်တိုင်းသုံးတဲ့စကားတစ်လုံးဟမ်အကြမ်းဖက်ဆိုတဲ့စကားတစ်လုံးကဘယ်လိုဟာမျိုးတုံးရလဲဘယ်ဟာအကြမ်းဖက်တာလဲဘသူတွေကအကြမ်းဖက်ဖြစ်တတ်မှတ်တာလဲမင်းတို့တတ်မှတ်လို့မရဘူးအကြမ်းဖက်ဆိုတဲ့စကားလုံးနားလည်လားမသိဘူးအဲ့ဒါနားမလည်ဘူးမလားနားမလည်မင်းတို့အကြမ်းဖက်ဆိုတဲ့စကားလုံးမင်းတို့တုံးချင်တဲ့တုံးလိုက်မယ်ရတယ်ထင်းနေတာမင်းတို့အဲ့လိုတုံးနေပြည်သူကမင်းတို့ပိုယွန်းနေအဲ့တော့တကယ်တော့မင်းတို့ကပြည်သူတွေဝေးတဲ့ဝေးအောင်မင်းတို့ကိုယ်တိုင်ဖန်တီးနေတာနော်အဲ့တော့ရခိုင်မှာဖြစ်နေတာအဲ့ဒီရေတက်ထောက်လျှောက်ကနေအဲ့ရေတက်ကနေလှမ်းပြီးထုချနေတာထုချတော့အဲ့ဒီရွာမှာရှိတဲ့အပင်အခက်အကောင်လုံးအိမ်အိုးအိမ်အကောင်လုံးကြေဖို့အကောင်လုံးအဲ့ဒါကိုမင်းတို့နိုင်တယ်လို့ထင်တာလားကော့တောင်းကနေဟိုပူတာဦးထိလေစုံကြီးစမ်းကြီးဖင်ခံပြီးအော်နေလိုက်အဲ့မှာကျွန်တော်တို့နိုင်တယ်ဆိုပြီးတိလိုက်နော်ထပ်ပြောအေးရမှာကျွန်တော်တက်ဆွဲထားတယ်အကြမ်းဖက်သမားတွေရဲ့ဒီစကန်တွေကိုလည်းသိမ့်ပိုက်ထားတာရှိတယ်အဲ့ဒီရဲ့ဒီလိတ်ခမော်ပြင်ရှည်မလာကျွန်းရဲ့တစ်ဖက်မှာတော့ကျွန်တော်တို့ဒီစိတ်ကျွန်းရှိတယ်အဲဒီစိတ်ကျွန်းနဲ့သူတို့နဲ့ကက်ရပေါ့ဗျာအဲဒီကြားထဲမှာတော့ဘင်္ဂလားပင်လယ်ရှိတာပေါ့ဗျာလှမ်းကြည့်မြင်ရပါလေစိတ်ကျွန်းကအဲတော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်ရဲ့စီးရေးချင်းတွေနဲ့ပတ်သက်ရင်တော့အများကြီးကျွန်တော်တို့အားကောင်းတယ်ပြီးရင်ဒီတစ်ဖက်မှာဆိုလည်းပဲကျွန်တော်တို့ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့ဒီအေအောက်တိုင်းရဲ့နေကြားပြီးရင်ကျွန်တော်တို့ဒီဘက်ဒီပတ်သိမ်မှုကလမ်းပိုင်းအဲဒီဘက်မှာတော့ကျွန်တော်တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်ဒီတက်မလို့တော့အဲဒီအချိန်တွေမှာတော့တော်တော်ကြီးကိုကျွန်တော်အားကောင်းတယ်အဲတော့စစ်တိုက်ရတာကခင်ဗျာသူ့နယ်ကိုနယ်ရှိတယ်ဗျာသူ့နယ်ကိုနယ်ရှိတယ်လက်ရှိကဒီ A ကလာတိုက်ရတာကကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ဒီအခိုင်မှာရှိတဲ့နယ်မြေကိုလာတိုက်ရတာအဲ့တော့ကျွန်တော်တို့ဒါခိုင်းတော့စကားဆက်ဖြတ်ပြောရမယ်ရခိုင်ပြည်နယ်မှာရှိတဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကြီးမကြခင်တုန်းကအဲ့တော့စစ်ဌာနချုပ်ကြီးမကြခင်တုန်းကကျော်စိုးတို့အပါအဝင်စစ်တပ်ဘောမှနေဘယ်လိုပြောခဲ့တယ်အခုလိုအတိုင်းပဲပြောခဲ့တယ်နော်သူတို့တွေရိတ်ခါတွေလမ်းကြောင်းတွေပို့ထားတယ်တပ်မတော်ကပြန်လဲထိုးစစ်ဆင်မှာဒီစစ်ဌာနချုပ်ကိုလာတိုက်နေတဲ့အကြမ်းဖက်အေးတွေဘယ်လိုပုံစံမျိုးထိန်းချုပ်ထားပြီးတေတာဘယ်လိုမျိုးတောက်လဲကြာရောစစ်ဌာနချုပ်တဲကနေစစ်ကွေးတကောင်လိုက်လွှင့်တယ်သူတို့ကိုပစ်ထားတာ3လရှိပြီအစာရေစာပြက်လက်ပြီးတော့သေတော့မယ်သူတို့တမဘလို့မှခံနိုင်တော့ဘူးဆိုပြီးတော့နော်ဘလောက်မှမကြောက်ဘူးစစ်ဌာနချုပ်ကြီးကြာရောအဲ့ဒီချိန်ကျတော့ဒီကောင်တွေပါဇက်ပေါက်တွေပိတ်ပြီးမတိအောင်ဆောင်းနေကြတယ်ဟိုမှာစစ်ကွေးတွေသေလို့ကုန်ပြီနော်အခုလဲကြောက်ဖြူတန်တွဲကိုသူတို့ဘလို့မျိုးစစ်တပ်ကထိချုပ်ထားအခုပြောပြန်ပြီနော်စောက်ချက်မရှိတဲ့ကောင်တွေပြောကြပြီနော်ငါပြောတဲ့စကားမှားလားမှားရဆိုလာခဲ့မင်းတို့တွေစောက်ချက်ရှိလားမရှိလားအဲ့ဒါဒဲဖော်ပြတာနော်အခုပြီးကြောက်ဖြူတင်းပြမယ်ဆက်ပြောဒါကကျွန်တော်စစ်တိုက်ရတဲ့မှာနေပြည်ကျွမ်းကျင်မှုလို့တယ်သူ့နယ်ကိုနယ်မြေနိုင်မှုလို့တော့ဗျာမြေမနိုင်တော့ကြပြစစ်နိုင်ဖို့မလွယ်ဘူးမြေနိုင်မှသာလင်စစ်နိုင်တာတနည်းအားဖြင့်ကျွန်တော်ပထဝီမြေနေတော့သိဖို့လူတွေရဲ့သဘောတဘာဝသိဖို့ပြီးဒီလူတွေရဲ့ကိုယ်ွယ်ယုံကြည်မှုတွေသိဖို့လူတွေရဲ့မပူနဲ့နော်မင်းတို့ကိုတွေ့တာနဲ့ခွေးတွေဘယ်နှရောက်နေတယ်ခွေးစစ်ကြောင်းဘယ်နှမှာခွေးတွေဘယ်နှတက်ဆွဲထားတယ်စစ်သားတော့မခေါ်တော့ဘူးကျွန်တော်ပြောစကားမှားလားလက်ရှိမြန်မာပြည်မှာဖြစ်နေတာအဲ့ဒါခွေးတွေဘယ်နှရောက်နေတယ်ခွေးတွေဘယ်မှာတက်ဆွဲထားတယ်ခွေးတွေဘယ်လိုစစ်ကြောင်းထိုးနေတယ်ဟဲ့အဲ့မတော်တော့အမခွေးတွေရှိတယ်ဟဲ့အဲ့ဒါမြေပြင်မှာပြည်သူလူထုကြားထဲမှာဖြစ်နေတဲ့ပဂတိအမှန်တရားမှားတယ်ဆိုလို့သူလာခဲ့နော်လေးအတာဒလေးအကျင့်ကိုသိဖို့အဲဒီလိုအချက်တွေပိုင်းမှသာစစ်နိုင်တာလက်ရှိကကျွန်တော် A ရစစ်ကြွလာတယ်စစ်ကြွလာတဲ့ကမှာကျွန်တော် AR တိုင်းဘက်ကိုစစ်ကြွလာတယ်စစ်ကြွလာတော့လက်ရှိမှာကျွန်တော်ဒီစစ်သေးကြွ A နဲ့အပေါင်းပါတော်တော်ကြီးကိုတုံ့ပြန်ခံနေရတယ်ကျွန်တော်သိရတဲ့လောက်ကိုမနေဘူးမပုံလေးတစ်ပုံတော့ပြပါလားလို့ဖုံးရှိမှထိုင်ပြောတာငါလည်းရပြောလို့ရတာပေါ့ဟုတ်တယ်မလားဟမ်ဖုံးရှိမှထိုင်ပြောတာငါလည်းပြောလို့ရတယ်ဟာဒီနေ့မင်းအောင်နိုင်အပါအဝင်စစ်သား9000သေသွားတယ်လို့ငါပြောမရဘူးလို့ပြောတာပေါ့ဒါပေမဲ့ခုနေ့ကတော့တက်တေလေးပြလေအလီပိုင်းဆိုတာအဲ့ဒါကိုပြောတာပါဇက်ကနေဖုံးထောင်ပြီးတော့ဖားတယ်ဖင်လို့ဝင်ကြီးထွက်ကြီးပေါက်ပန်း40ပြောတာအဲ့ဒါဗယမ်းမတာကောင်းပြီနော်ငါတို့ဖြစ်စေချင်တာမင်းတို့မြဝတီမြမအတန်းအစပြီးတော့မင်းတို့ပဲအချမ်းပါလေလေအဲ့လိုတက်တေတက်ကရလေးနဲ့အဲ့လိုလုံနိုင်တဲ့
ဖွဲ့စည်းလူပုဂ္ဂိုလ်တွေထွက်စေချင်တာဒါမှလည်းနှစ်ဖက်ကရှင်ပြိုင်လို့ကောင်းတာအခုကတော်လိုင်းဘက်ကတခုစခန်းတိတ်လိုက်အခုပြီးပြမယ်နော်စခန်းတိတ်လိုက်တယ်နေရာဒေသစခန်းနာမည်အတိအကျပြောတယ်အခုနောက်ဆုံးမင်းတို့အနေနဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေမပြအောင်ဘယ်စခန်းတိတ်တိုက်ပွဲမှာအင်အားဘလောက်လာတယ်ဘလောက်ဘလို့ဖြစ်တယ်ဒီအလီပိုင်လေးတော့ပြသင့်တယ်လေဟုတ်တယ်မလားမင်းတို့ဘက်ကတင်လိုက်တဲ့သတင်းမှန်နဲ့အဲ့လိုတိကျတဲ့အလီပိုင်ပြတာရှိဘူးလားမရှက်တာလားအဲ့လိုပေါက်ပန်း40ထိုင်ပြောနေလိုက်တယ်ငါတို့ပြောလိုက်တာနဲ့ပြည်သူတွေယုံအောင်မှာကွာမင်းတို့ကပြည်သူကိုအထင်သေးတာတကယ်တော့ဟမ်ငါတို့ပြောချင်တိုင်းပြောရင်ဒီလူတွေယုံမှာမစောက်ပိန်းနေလို့မင်းတို့ပြည်သူအဲ့တိုင်းတတ်မှတ်ထားတာနော်ဒီနေ့ခေတ်ပြည်သူမရတော့ဘူးတိတာမင်းနဲ့လဲတဲ့ကောင်လေးကြီးပဲလက်ရှိကျွန်တော်တို့တစ်ပတ်ဒီလက်ရှိတိုက်ပွဲဖြစ်နေတဲ့ဇုံတွေမှာဆိုရင်ဒီတပ်မတော်ရဲ့စစ်ကြောင်းတွေကိုတနည်းအားဖြင့်လေးမျက်နှာပေါ့ဗျာလေးမျက်နှာရဲ့ဟိုဘက်10မိုင်ပတ်လေပေါ့အဲ့ဒီဘက်မှာကျွန်တော်တိုက်ပွဲတွေဆက်ရှိရစီးတဲ့အခါမှာအဲ့ဒီစစ်ကြောင်းတွေအတွက်ကိုဒီလေးမျက်နှာမျိုးမှာရှိတဲ့မျိုးသူမျိုးကန်တွေကမျိုးသူမျိုးသားတွေပေါ့မျိုးသူမျိုးသားတွေကခင်ဗျလိုလင်းသိမ်းမချောဂျိုက်တွေနဲ့ပို့ဗျာရိတ်ခါတွေပို့တယ်စလိတ်တွေပို့တယ်နောက်ဆုံးအရက်တွေပို့တယ်အကုန်ပို့ဗျာတပ်မတော်သားကြော်ဖို့တော့တောင်းဝင်ကြည့်တဲ့အရောင်တိုင်းသားတွေပြေးကြော်ဟင်းသလားမတဘုံတော့ပြပါလားလို့ဗီဒီယိုဖိုင်လေးဖြစ်အဲ့တပ်မတော်သားတွေကိုလာပို့တဲ့ဓာတ်ပုံလေးဖြစ်ဗီဒီယိုဖိုင်လေးဖြစ်ပြပါလားလို့သူမဲစိတ်ကူးရင်နေကြည့်တယ်သူတို့တပ်မတော်သားတွေကိုဂျိုက်နေနဲ့ပို့တာတဘုံတည်းဟာတေရောကွာဟုတ်ဓာတ်ပုံလေးတဘုံတော့ပြပါလားလို့ဟမ်ဘယ်ရွာဘယ်သူတွေလာပို့လာအဲ့မျိုးမင်းတို့အာနာသိန်းထားတယ်ကွာမင်းတို့မပြရဲတဲ့အကြောင်းမရှိဘူးလေကွာအဲ့ဘက်မှာဆို PDF လည်းမရှိဘူးလေကွာမင်းတို့ပြောလုံခြုံရေးရဘာညာမင်းတို့ဖြီးဖြန်းပြီးတော့စင်စင်ပေးအောင်လေဟမ်ပြပါလားတဘုံတော့ဟမ်ပြည်သူတွေပျော်ပျော်ရွှင်နေမင်းတို့တပ်မတော်သားတွေအတွက်ဆိုရင်လာကျွေးနေတာတခုတော့ပြပါလားလို့ဟမ်စိတ်ကကဒီလုပ်ငန်းရှင်တွေကလည်းဒီအဲ့တိုက်ပွဲ area မှာရှိတဲ့တပ်မတော်သားတွေပေါ့နိုင်ငံတော်တာဝန်ထမ်းဆောင်တဲ့တပ်မတော်သားတွေအတွက်ရိတ်ခါတွေအသေးရွက်တွေဆက်လက်တွေအကုန်ပို့အစီးဝါးတွေအကုန်ပို့တာကျွန်တော်တို့လည်းမပါဆိုးတော့အဲ့ဒီဘက်ကိုကျွန်တော်သွားဖို့လည်းရှိတယ်ဒီလေးမျက်နှာဘက်ကိုသွားဖို့ရှိတယ်အဲ့မင်းသွားချင်ကြိုးဆိုတာပေါ့ဟိုကတကယ်ကိုကျွန်တော်ကျင်းနေစရာကောင်းတယ်အဲ့တော့အားကြောင့်ဒီလိုစစ်နိုင်ရလဲဆိုနံပါတ်1ပြည်သူလူထုကဒီတပ်မတော်နဲ့တပ်သားတွေရှိတယ်နံပါတ်2ကဒီရဲ့တပ်မတော်ကအဲ့ဒီ area မှာမြေပိုင်တယ်မြေနိုင်တယ်ပြည်သူလူထုရဲ့ပူးပေါင်းဆောင်မှုအဲ့ဒီမှာငါမသိလို့မေးပါဦးမယ်ဘာကြောင့်စစ်နိုင်ရလဲဆိုတော့အဲ့ဒီဒေသတွေကပထမအေးထိချုပ်ထားမို့လားမင်းတို့စစ်တပ်ပဲထိချုပ်ထားတဲ့နေရာတွေလေဘယ်နေအောင်စစ်နိုင်တာဟာတယောက်တည်းပြေးပြီးတယောက်တည်းပန်းနိုင်ဝင်နေလို့ဖြစ်နေဟုတ်လားငါတယောက်တည်းနေငါစစ်နိုင်တယ်အော်နေတာအော်အဲ့လိုလားအေးမှတ်ထားမယ်အေးပါအဲ့ဒီအရာတွေကြောင့်ကျွန်တော်တို့အကြမ်းဖက်သမားများစွာတုတ်တင်နိုင်တယ်ကျွန်တော်များမကြမီကာလမှာခင်ဗျအကြမ်းဖက်သမားတွေတဖြည်းဖြည်းပြုံးမှာပါအဲ့စစ်တပ်ရတာကျွန်တော်အချိန်တစ်ခုတော့လိုတာပေါ့ဗျာအဲ့တော့ကျွန်တော်ဒီသတင်းပြန်ချောင်းမယ်ဆိုတော့ဒီစစ်တွေမှာရှိစစ်တွေ area မှာရှိတဲ့ဒီစစ်သွေးကြွားတွေခြေပုတ်တဲ့နေရာကိုတပ်မတော်ကကောင်းကောင်းရှင်းနိုင်တယ်အဲ့တော့အကြမ်းဖက်သမားလှုပ်ရှားနေတောက်လျှောက်ဝုန်းပဲလက်ရှိကြောက်ဖြူမှာလည်းအကြမ်းဖက်သမားထိန်းချုပ်ထားတယ်ကျွန်တော်ရှေ့ကတင်ပြခဲ့တဲ့ဂျွာတစ်ကြောကိုတပ်မတော်ကပြန်ပြီးထိန်းချုပ်နိုင်သွားပြီပြီးကျွန်တော်ဒီ AR တိုင်းနဲ့ဒီဘက်ကကျွန်တော်တို့ဒါရခိုင်ပြည်နယ်တောင်ပိုင်းအဆက်တွေမှာလည်းတပ်မတော်ကဒါအလုံးကြီးနဲ့ကိုနေမြေရှင်းလင်းမှုတွေလုပ်နေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီတောင်ကုန်းနဲ့ဒီအုပ်ချုပ်ရေးလမ်းပိုင်းမှာလည်းဒီတပ်မတော်ကဒီနေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်နှစ်ဖက်တိုက်ပွဲဆက်ရှိနေတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒါတောက်အန်းနဲ့ဒီပဒန်းလမ်းပိုင်းမှာလည်းတိုက်ပွဲတွေကဆက်ရှိနေတယ်ပေါ့အဲ့တော့အဲ့ဒီအချိန်တွေမှာတပ်မတော်ကအကုန်လုံးတတ်မှတ်နိုင်တယ်ကွာတော့တုတ်တင်နိုင်တယ်ကျွန်တော်တို့ဒီစစ်ပွဲအချိန်ကတော့အရွေးတွေတော့ရှိတာပေါ့အချိန်တခုတော့စောင့်အောင်ပါမယ်စစ်ပွဲရဲ့သဘောတဘာဝကိုတော့ကျွန်တော်တို့ဒါနားလည်ရမှာဖြစ်ပါတယ်ကဲပေါက်ပန်း40ဗျမ်းမလားကောင်းနေနော်အခုလက်ရှိသူပြောတဲ့ကြောက်ဖြူမှာတိန်းကန်ထိတဲ့စခန်းပြောပြပါနော်တတိယနေ့အရင်ဖတ်ပြအောင်ရခိုင်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကာဒင်းစခန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖက်မှအင်အား80ကျော်ပါတပ်မ69စစ်ကြောင်းမှဆက်သွယ်ပြတ်တောက်ပျောက်ဆုံးသွားကြောင်းတပ်စခန်းကိုအေးသိမ်းပိုက်လိုက်ကြောင်းစစ်တပ်တရင်မှသိရတယ်မေလ2ရက်နေ့ကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရှိစစ်တပ်ကာဒင်းစခန်းကိုအာရခတပ်တော်အေးကဝင်ရောက်တိုက်ခိုက်ခဲ့ရတယ်ရင်းစခန်းနဲ့ပတ်ဝန်းကျင်တွင်တပ်ဖြတ်ထားသောအင်အား80ပါတပ်မ69စစ်ကြောင်းမှအဆက်အသွယ်မရတော့ပဲအစအနလုံးစုံပျောက်ဆုံးနေကြောင်းသိရတယ်အဲ့ဒီစခန်းမှာကအင်အား90ကျော်နဲ့ကင်းမုန်းက30ကျော်လောက်ရှိတယ်အဲ့ဒါအဆက်အသွယ်မရတော့ဘူးမေလ3ရက်လောက်တည်းကအဲ့ဒီစစ်ကြောင်းကအဆက်အသွယ်ပြတ်တောက်သွားတာဟုစစ်တပ်တရင်မြင့်ကပြောတယ်အဆိုပါမင်းတပ်တောင်ကာကင်းစခန်းတိုက်ပွဲနဲ့ပတ်သက်၍အေးကတရင်ထုတ်ပြန်မှုတစုံတရာလှုပ်ဆောင်ခြင်းမရှိသေးဘူးအလားတူရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းအာဏာသိမ်းစစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေးတို့ဂျာတိုက်ပွဲများပြင်းထန်နေခဲ့ပြီးဧပြီလနောက်ဆုံးအပတ်နဲ့မေလပထမအပတ်တွင်ကြောက်ဖြူမြို့နယ်စစ်ကောင်စီအမှတ်32ရဲတပ်ရင်းအနီးနဲ့ဒညဝတီရေတပ်စခန်းအနီးတို့တွင်စစ်ကောင်စီနှင့်အာရခတပ်တော်အေးတို့တိုက်ပွဲများဖြစ်ပွားနေကြောင်းသိရတယ်။ကြောက်ဖြူမြို့နယ်တိုက်ပွဲတွင်ဒဏ်ရာရသောအတပ်သားများကိုစစ်ကောင်စီကစစ်တွေဆေးရုံနှင့်တပ်နယ်ဆေးရုံများတို့ပို့ဆောင်ကုသပေးနေကြောင်းစစ်တွေမြို့တရင်မြစ်ကပြောတယ်။အရေးအတွက်တော့တိတိကျကျမတည်ဘူးကြောက်ဖြူတိုက်ပွဲကဒဏ်ရာရတပ်သားတွေကိုစစ်တွေဆေးရုံကြီးမှာလာရောက်ကုသပေးနေတယ်။သူတို့တပ်သားတွေထားတဲ့နေရာကိုပြည်သူတွေကိုဝင်ခွင့်မပေးဘူးပြီးတော့တပ်နယ်ဆေးရုံတွေပို့ထားတယ်။စေကုသဖို့ရောက်လာတာက3-4ရက်လောက်တော့ရှိနေပြီလို့၎င်းကပြောတယ်။
ကြောက်ဖြူမြို့နယ်တိုက်ပွဲတွေအာရခတက်တော် AA ကထိုးစစ်ကြောင့်စစ်ကောင်စီဘက်မှအထိနာနေပြီးစစ်ကြောင်းတချို့နောက်ဆုတ်သွားသည့်အခြေအနေရှိနေဟုကြောက်ဖြူသတင်းရင်းမြစ်ကပြောတယ်အမှတ်32ရဲတပ်ရင်းနှင့်ဓမြဝတီရဲတပ်စခန်းတစ်ပုတ်တောင်ရဲတပ်စခန်းအနီးကစစ်တပ်ရဲ့ကာကင်းတွေကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေတာချို့ကာကင်းစခန်းနဲ့တပ်စခန်းတို့ကို AA ကနေရာဝင်ယူထားနိုင်လို့တည်ထားတယ်စစ်ကောင်စီစစ်ကြောင်းတွေကာကင်းစခန်းတို့ကလည်းအမှတ်32ဘက်တို့နောက်ဆုတ်သွားတာရှိတယ်လိတ်ကမော်တပ်စခန်းကိုတော့ AA ကတိမ့်လိုက်ပြီးလို့သတင်းရထားတယ်တီးခြားတော့အတိမပြုနိုင်သေးဘူးကြောက်ဖြူတိုက်ပွဲကတော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်လာနေလို့ပြောလို့ရပါတယ်ဟုကြောက်ဖြူသတင်းရင်းကပြောတယ်ကြောက်ဖြူမြို့နယ်စစ်ကောင်စီနဲ့ AA တို့တိုက်ပွဲအလအနှဲငယ်ကြာဂျိုကြားတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးယခုရပိုင်းအတွင်း AA ထိုးစစ်အရှိန်မြင့်လာခြင်းကြောင့်တိုက်ပွဲမှာပိုပြင်းထန်တဲ့ရှိဟုသိရတယ်ထိုတိုက်ပွဲများကြောင့်ကြောက်ဖြူမြို့နယ်ရှိကျေးရွာပေါင်း20ထက်မနည်းမှာထွက်ပြေးတိမ်းရှောင်နေရပြီးတောင်းနဲ့ရှိတော့ပြည်သူများလည်းအိုးအိမ်မဲ့ဒုက္ခဖြစ်နေကြရကြောင်းသိရတယ်ကဲဒါကတော့လက်ရှိကြောက်ဖြူမှာအဲ့တော့စဉ်းစားကြည့်သူတို့ရေတပ်စခန်းအနီးထိနော်ရဲတပ်ရင်အနီးထိရောက်လာနေတဲ့ဆိုတဲ့ကဘဒူကနိုင်ပြီးဘဒူကရှုံးနေတာတဲ့အဲ့ဒီဒေတာတွေကဘဒူအုပ်ချုပ်ထားတဲ့နေရာတွေလေနော်အဲ့တော့ဒီကောင်တွေကလေမဟုတ်ဘဲနဲ့တကယ်မြေပြင်မှာဖြစ်နေတဲ့စစ်သားတွေဘဝကိုတို့ကိုချင်းစာတာမဟုတ်ဘူးဗျံပနာပေါက်ပန်း40တွေညှောက်ပေးနေတဲ့ line ပေါ်ကနေတကယ်သေတော့စစ်သားတွေအောက်မှာသေးနေရတယ်ရဲတွေအဲ့ဒီသေသွားတဲ့မိသားစုတွေအတွက်လည်းတို့ဘာမှထောက်ပံ့မှုလုပ်တာမဟုတ်ဘူးအခုကျွန်တော်ပြောမယ် line ပေါ်ကနေတို့အခုပေါက်ပန်း40တို့ညှောက်ပေးလို့နော်ကဲအခုရခိုင်စစ်မြေပြင်မှာကြာသွားတဲ့စစ်သားမိသားစု100ရှိတယ်ထားအဲ့100မိသားစုအတွက်နိုင်ငံတော်အနေနဲ့ budget တွေဘာတွေထောက်ပံ့နိုင်တို့တွေစ조사ပေးနေတာကြည့်တယ်လို့လေဘာတစ်ခုမှလုပ်ပေးတာမဟုတ်ဘူးလက်ရှိမင်းအောင်နိုင်အာနာသိမ့်ပြီးတဲ့မှာတေဝါခဲ့ရတဲ့စစ်သားဥယျာဉ်ဘယ်လောက်ရှိပြီအဲ့ဒီမိသားစုကြံနေခဲ့တဲ့မိသားစုတွေလည်းမင်းအောင်နိုင်ဘာတွေကူညီထားဘူးပဲပြီအဲ့ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ကောင်ကြီးဘာတွေထောက်ပံ့ပေးသွားဘူးလေအဲ့ဒါပဲဒီကောင်တွေကစစ်တပ်ကိုချစ်တာမဟုတ်စစ်သားတွေကိုချစ်တာမဟုတ်ဘူးဒီကောင်တွေစစ်ဗိုလ်ချုပ်တွေအလိုကျဘောမှပြီးတော့သူတို့ကိုချိုးရှားနေတဲ့အောက်တန်းသားတွေအဲ့တော့တကယ်စစ်တပ်ကိုဖြစ်စည်းနေတာဒီတော်လှန်ရေးအင်အားစုလည်းမဟုတ်ဘူး NND လည်းမဟုတ်ဘူးတိုင်းတစ်ပါးလည်းမဟုတ်ဘူးလက်ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတဲ့ဘောမှတွေပဲစစ်တပ်ကိုပြန်ဖြတ်နေတာနော်တကယ်လားစစ်တပ်ကိုမပြတ်ဘူးဆိုအခုလိုမျိုးရခိုင်အရှိနော်စစ်တပ်အပြုံမတိန်နေမှာဒီကောင်တွေပဲတင်ခဲ့တဲ့သတင်းတွေကျိတ်ခါတွေဘလို့ပို့ထားတယ်စစ်ကူတွေဘလို့ပို့ထားတယ်အေးဆေးပဲမကြောက်ဘူးမဖြစ်နဲ့ညာဖြစ်တယ်ပြီးတဲ့ပြီးတော့ဟိုကလိုက်ကြီးလွှင့်လာငါတို့ပြစ်ထား3ရက်ရှိပြီးရေရက်ဆက်ဖြတ်ထားတယ်ဒီမှာငတ်ပြိုက်သေဦးဖြစ်နေကြပြီအကောင်လုံးပုံနေပြတယ်အကောင်လုံးလဲအကောင်လဲပြိုလဲအကောင်ပြိုတန်ရတွေနဲ့နော်ရက်မကြောက်ဘူးရခိုင်တက်တော့အေးရအကောင်လုံးစစ်ဌာနချုပ်ကြီးပဲတိမ့်လိုက်ဒီကောင်တွေပါသက်ပိတ်ငိမ့်ဟမ်အဲ့မှာတိမ့်ကန်ဒီတက်ကန်ဒီတဲ့စစ်သားတွေဘောကသွားပြီစဉ်းစားကြည့်ဒီကောင်တွေမြောက်ပေးခဲ့တာဒါမြောက်ပေးတာဒီကောင်တွေနော်မင်းအောင်နိုင်ရအာနာလိုချင်လို့ဒီကောင်တွေကမြောက်ပေးတယ်အသေးခံရတာစစ်သားတွေရဲတွေအခုတခါထပ်ပြီးကြောက်သူကိစ္စနော်ဒါ4လပိုင်း25ရက်နေ့ကဒီကောင်တင်ထားတဲ့တဲ့နော်မတိလို့ရှိရင်စစ်တပ်ကပဲကြောက်ဖြူအလုံးစုံထိန်းချုပ်ထားနိုင်တဲ့အတိုင်းအခုဟိုမှာစောနေတာတတ်ကြည့်ဘယ်လောက်ထိဒီကောင်တွေဖာကြလဲဆိုတာအဲ့တော့စစ်သားတွေရဲတွေအနေနဲ့ဟဲ့ဒီကျွန်တော်ပြောတဲ့ဗီဒီယိုဖိုင်ကိုကြည့်သွားလို့ရှိရင်ခင်ဗျားတို့အုံတော့တယ်ခင်ဗျားတို့ဆုံးဖြတ်ကျွန်တော်ပြောတဲ့စကားမှားလားကြော်စိုးပြောတဲ့စကားမှားလားကိုယ့်ကိုအုံတော့နဲ့စဉ်းစားရန်တိုက်တာမဟုတ်တွေးခွဲတာမဟုတ်အမှန်တရားကိုပဲမြင်အောင်ထောက်ပြတာအဲ့တော့ခင်ဗျားတို့စစ်တပ်တွေရဲတွေကိုသေအောင်လုပ်နေတာဒီဘဒူတွေလဲဘယ်သူတွေကြောက်ခင်ဗျားတို့ဘဝပြက်နေတာလဲခင်ဗျားတို့ဘဝတို့အာမခံချက်ကိုဘဒူကပေးနေတယ်ဒါတွေကိုမြင်အောင်ကြည့်ငါတို့ကစစ်သားငါတို့ကရဲအမိတ်ပေးလောက်ကဆိုတဲ့တိရစ္ဆာန်အသွေးလောက်မတွေးနဲ့လူတယောက်ရဲ့ခေါင်းထဲအသွေးနဲ့တွေးပြီးတော့ဆုံးဖြတ်ကြနော်အဲ့လိုမဟုတ်ဘဲမင်းအောင်နိုင်ကအာဏာယူလိုက်မယ်မင်းအောင်နိုင်အပေါင်းဝင်စစ်ဗိုလ်ချုပ်တွေကအာဏာယူလိုက်မယ်ခင်ဗျားတို့အမိတ်ပေးမယ်တက်ဆိုတဲ့အမိတ်ပဲပေးမှာဒီလိုအောက်တန်းစားကောင်တွေဖားတဲ့ဖိနေရဒီကောင်တွေကပေါက်ပန်း40နဲ့နော်ဝါဒဖြန့်မယ်မြှောက်ပေးမယ်တကယ်သေရရင်ခင်ဗျားတို့ဘဝတွေမသေရကြံမိခဲ့တဲ့ခင်ဗျားတို့ရဲ့သားတွေမယားတွေဘဝနော်နိုင်ငံစင်ပြေးရကြောက်ကြပြေးသွားတော့နိုင်ငံမှာနေခွင့်မရှိတဲ့ဘဝဟမ်ကဲဒါတွေကိုဘယ်လိုဖြေရှင်းမလဲအဲ့တော့ဒါလက်တွေ့မြင်အောင်ဒီဗီဒီယိုဖိုင်ကျွန်တော် reaction လုပ်ပြတယ်နော်နာတတ်လို့ချင်းခင်ဗျားတို့တွေစုံဖြတ်ပြီးတော့ဒီတိုင်းပြီးဟာဒီတိုင်းဆက်သွားရင်မကြဘူးသိလားစစ်တပ်ကိုပျော်အောင်တိုက်เสียမလို့အဓိကပါတယ်ဒီစစ်တပ်ကိုထောက်ခံထားတဲ့ထောက်ပံ့ထားတဲ့ထောက်တိုင်ရဘယ်ဟာလဲအဲ့ဒီထောက်တိုင်ပြိုရင်ခင်ဗျားတို့အားလုံးပြိုမှာအဲ့ဒီအချိန်ကျမှကျွန်တော်တို့မှားပါတယ်လုပ်လို့မရဘူးနော်တိုက်ပွဲမှာပြစ်ပြီးဒီကိုဝမ်းမှာလက်နဲ့ချလို့မရဘူးအစတည်းကစဉ်းစားဆုံးဖြတ်ငါတို့တိုက်တဲ့တိုက်ပွဲတရားတဲ့တိုက်ပွဲလားဘဒူနဲ့တိုက်တဲ့တိုက်ပွဲလေဘဒူအတွက်တိုက်တဲ့တိုက်ပွဲလေအဲ့ဒီ3ချက်လေးကိုပဲစဉ်းစားနံပါတ်1ငါတို့တိုက်နေတာဘဒူနဲ့တိုက်နေတာနံပါတ်2ဘဒူအတွက်တိုက်နေတာလေနံပါတ်3ငါတို့လုံနေတဲ့လုပ်ရက်ကတရားမျှတာလားနီးလန်းကြတာဒါလေးကိုပဲစစ်သားတွေရဲတွေအနေနဲ့စဉ်းစားသိချင်တယ်စဉ်းစားပြီးွားရင်လည်းတကယ်မှန်ကန်တဲ့စစ်သားတွေရဲတွေအများကြီးရှိတယ်သုံးချက်ချက်ကိုမှန်ကန်ရဆိုတာတတိရှိချာသားမှာခင်ဗျားတို့စစ်သားလုပ်နေတယ်ဗျသေပါတော့မကြောက်တဲ့ကောင်ကြီးအမှန်တရားတဲ့ဘာလို့ကြောက်ပါ့ဒါပါပဲ